လာပါခင်ဗျလွန်ခဲ့တဲ့ရက်ပိုင်းကဂျူနီယာကလေးတွေကိုကော့ဖ်စီမီနစ်တင် जा ပေးပြီးတဲ့နောက်ဆုံးပတ်တင်ဂရီမှာကျွန်တော်ကလေးတွေကိုပြောပြခဲ့တဲ့စကားလေးတစ်ခုကိုအခုဒီကကော်ဖာတွေအားလုံးတနိုင်ငံလုံးကြားအောင်ကျွန်တော်ဗီဒီယိုရိုက်ပြီးထပ်ပြီးမျှဝေပြစီအားတို့သမီးတို့နိုင်ငံခြားထွက်ရိုက်တဲ့ချိန်မှာနိုင်ငံခြားထွက်ရိုက်ဖူးတဲ့ကော်ဖာတိုင်းသိတယ်ဘယ်နိုင်ငံကလဲလို့မေးလို့တို့မြန်မာနိုင်ငံကလို့ပြောလိုက်ရင်တို့နိုင်ငံကဆင်းရဲတဲ့အခါကျတော့အထင်သေးမြင်သေးခံရတာတွေရှိတယ်တချို့ဆိုရင်ခွဲခြားဆက်ဆံတာမျိုးကြုံခဲ့ပူကြတယ်ဒီတော့တို့အနေနဲ့ဒါကိုဘယ်လိုတုံ့ပြန်မလဲသူတို့ရဲ့အထင်မြင်သေးမှုပုံစံနဲ့ကြည့်တဲ့အကြည့်ကိုတို့ဘယ်လိုတုံ့ပြန်ကြမလဲဆိုတော့စဉ်းစားမိတဲ့အခါမှာတို့ဟာအဆင့်တန်းမြင့်မားစွာကောက်ကွင်းထဲမှာကျင့်ဝတ်သိက္ခာပြည့်စုံစွာကစားခြင်းအပြင်တုံ့ပြန်လို့ရတယ်လို့ပြောခဲ့ပါတယ်။ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ golf ကစားတဲ့အခါမှာစီးမြင့်နဲ့ညီကစားမယ်။ကိုကျူးလွန်ခဲ့တဲ့ပြစ်ဒဏ်ကိုကိုယ်တိုင်ကြက်ခံမယ်။ကောက်ကွင်းကိုစောင့်ရှောက်မယ်။ဆိုပါစို့ပတ်တင်ဂရီပေါ်မှာကိုကြောင့်ဖြစ်တဲ့ pitch မရောတခြားလူကြောင့်ဖြစ်တဲ့ pitch မတွေရောဖာပေးခဲ့ပြီးတော့စောင့်ရှောက်မယ်။ဘန်ကာထဲမှာတဲတွေကိုကြောင့်ဖြစ်တဲ့တဲခြေရာတွေဘန်ကာထွင်ချစ်လေးနဲ့ချစ်ပေးခဲ့မယ်ညှိပေးခဲ့မယ်တခြားလူကစားတဲ့အချိန်မှာတခြားကစားသမားတွေကိုအနှောက်အယှက်မပေးဘဲနဲ့တန်ရှင်းမြတ်တော့စွာရှင်းပြိုင်မယ်ဒီလိုနီးနဲ့ကိုဟာဂုံသိက္ခာကြီးတဲ့ကော်ဖာတယောက်အနေနဲ့ကစားပြမယ်ဆိုရင်ကိုယ်နိုင်ငံသိက္ခာလည်းရှိမယ်ကိုယ့်အပေါ်မှာလည်းအထင်မြင်သေးနေတဲ့လူတွေကအလိုလိုနေရင်အထင်ကြီးလေးစားစိတ်ဖြစ်ပါတယ်ဒါကကျွန်တော်တို့ golf ကွင်းထဲမှာ golf ရဲ့ဘာသာစကားစီးမြင့်တဲ့ကျင့်ဝတ်အတိကပါပဲကုတ်တော်ကွန်တက်ပါပဲဒီတော့ကျွန်တော်တို့ golf ကွင်းထဲမှာဘသူအထင်သေးတာမြင်သေးတာကိုမှတိကျတုံ့ပြန်နေစရာမလိုပဲနဲ့ golf စီးမြင့်တဲ့အညီ golf ကစားပေးခြင်းအဖြစ်golf ကစားရင်းနဲ့စီးမြင့်တဲ့ညီကောက်ကစားရင်းကနေပြီးတော့ကျွန်တော်တို့ရဲ့လူမျိုးသိက္ခာနိုင်ငံသိက္ခာကိုယ့်ရဲ့ဂုဏ်သိက္ခာကိုမြင့်တင်လို့ရတယ်ဆိုတဲ့အကြောင်းဒီနေရာနေမျှဝေပေးခြင်းပါတယ်ကျေးဇူးတင်ပါတယ်လေးကနည်းနည်းတော့ဘယ်ဆန်နော်on သွားပြီထင်တယ် yes ပါ4 1 over ဒါပေမဲ့ဒီချင်းကကျွန်တော်တို့တိုးပါတယ်290ပဲရှိတာပါ4မှာအဲ့တော့1ကိုရိုက်တာမဆမ်းပါဘူးကျေးဇူးပါဒါကဒီကောင်ရိုက်လို့ဟောနေတာပါ4ကိုပြပြောက်သွားပြီပါတယ်မှာကျွန်တော်ရဲ့ driver ရိုက်ချက်တွေကအရင်မြောက်တယ်ဘုတ်ဘတ်ဆို driver ဆိုဘယ်တော့မှမလိမ့်အခုမလိမ့်ုံနဲ့ပြည်နေမဟုတ်နောက်ပေါ်ပြည်ရောက်လာဒီကပတ်ပေးမယ်တခိုက်ခွဲလောက်တန်သေးတယ်ပါရရင်ကျင်းတတ်ပြီးဘာရီရရင် bonus တော့ကတော့ဝင်တင်တာဗောလေနော်ဘာဒီပါ